Spider-Man Far From Home မှာ Spider-Man က Mysterio မနေနှင်းခင်လေးမှာ Mysterio က Spider-Man ဟာ Peter Parker ဖြစ်ကြောင်းဖော်ထုတ်ရတာကြောင့်မလို့ Peter ရဲ့အပြင်လက်တွေ့ဘဝကိုပါခရက်ရိုက်သွားခဲ့ပါတယ်။ဒီသတင်းတွေတက်လာတဲ့အချိန်မှာသူ့ရဲ့ချစ်သူ Michelle Jones က New York လမ်းပေါ်မှာရှိနေရကြောင်းမလို့သတင်းတောက်တွေကသူမကိုအင်တာဗျူးဖို့ရှောက်လာကြပါတယ်။အဲ့ဒီအချိန်မှာပဲ Spider-Man ပေါ်လာပြီးတော့သူ့ရဲ့ချစ်သူကိုကယ်တင်လိုက်ပါတယ်။သူ့ရဲ့ပင့်ကူအမြင်တွေအကူအညီနဲ့တမျိုးလုံးကိုအပေါ်စီးကနေရှူစားလိုက်ကြပြီးရဲ့နောက်မှာတော့သူ့ကောင်မလေးကိုဘေးကင်းစွာအိမ်ပြန်ခေါ်သွားခဲ့ပါတယ်။တိုးနှစ်ယောက်အိတ်ခမ်းပတင်းပေါက်ကနေပြီးတော့ဝင်လာကြပြီးခဏအကြာမှာအန်တီမေနဲ့ဟပ်ပီကတကားကိုဖွင့်ပြီးတော့ဝင်လာကြပါတယ်။ဟပ်ပီကလည်းသူနဲ့အန်တီမေလမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းပြောပြလာပါတယ်။ဟပ်ပီကအခန်းတောင်လေးမှာခြေခွဲနေတဲ့အချိန်မှာပီတာကသူ့ထော်သူကစပိုက်ဒါမန်ဆိုတာကိုတကဘာလုံးကတိသွားပြီလို့ဖွင့်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ဟယ်လီကော်ပတာတွေကလည်းတိုးအဆောင်အနာကိုဝဲပြန်လာပြီးတော့သူ့ရဲ့ပုံတွေကလည်းသတင်းတွေထပ်မှပလူပြန်နေပါတယ်။ Mysterio ကိုစူပါဟီးရိုးကြီးတယောက်လို့လူတွေကယုံကြည်နေရအကြောင်းမလို့ Spider-Man က Mysterio ကိုရှင်းပြလိုက်တဲ့အတွက်သူကဒေါသထွက်နေကြပါတယ်။အခုချိန်မှာပီတာကိုစုံစမ်းရှာဖွေဖို့ဖန်ဝရမ်းတွေပါထုတ်ထားပါတယ်။ပိုဆိုးတာကတော့သူ့ရဲ့အချစ်ဆုံးတွေဖြစ်တဲ့အန်တီမေအမ်မချီနဲ့တငယ်ချင်းနတ်တို့ကိုပါကြံရပါဖြစ်ဆွဆွဲနေကြဖြစ်ပါတယ်။ပီတာတို့ကတော့ဒဲဒီပဲတစ်ဖြစ်လဲမတ်မာတော့ကိုရှေ့နေဖြစ်ငှားရမ်းခဲ့ပါတယ်။မတ်ကရဲတပ်ဖွဲ့မှာသူ့ကိုဆွဲချက်တင်ဖို့လုံလောက်တဲ့အထောက်အထားမရှိဘူးလို့ပြောပြပါတယ်။ဒါမဲ့ပီတာအနေနဲ့လူထုနဲ့ရင်ဆိုင်ရအောင်မှာဖြစ်ပါတယ်။တိုးစကားပြောနေချိန်မှာပဲတယောက်ကပတင်းမောက်ကိုအုတ်ခဲနဲ့ပစ်လိုက်ပါတယ်။မတ်ကအဲ့ဒါကိုဖမ်းထားလိုက်ပါတယ်။ပီတာကတော့သူ့ရှိနေတဲ့ကျွမ်းကျင်မှုကိုသဘောကျသွားပြီးတော့အုတ်ခဲပေါ်မှာရှိတဲ့မှတ်စုစာကိုတတိပြုမိလိုက်ပါတယ်။မစ္စရီယိုဟာအမှန်တကယ်မှဗီလန်ကြီးတယောက်ဖြစ်နေရဆိုတာကိုပြည်သူလူထုကိုရှင်းပြဖို့ကိစ္စလွယ်လိမ့်မယ်တော့မထင်ပါဘူး။ဒီတိုက်ခိုက်မှုပြီးရဲ့နောက်မှာတော့ပီတာနဲ့အန်တီမေတို့ကလုံခြုံတဲ့နေရာတစ်ခုကိုပြောင်းရွှေ့ဖို့လိုအပ်တယ်ဆိုတာကိုသဘောပေါက်သွားကြပြီးတော့ဟပ်ပီနဲ့သူရွှေ့ပြောင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နောက်တစ်နေ့မှာပီတာနဲ့ MG တို့ကအထက်တန်းကျောင်းစီနီယာတန်းရဲ့ပထမဆုံးနေ့ကိုတက်ရောက်ဖို့ပြင်ဆင်နေကြပါတယ်။လူအုပ်ကြီးကလည်းကျောင်းပပတ်လင်မှာစုယုံနေကြပါတယ်။အချို့က Spider-Man ကိုထောက်ခံကြောင်းဖော်ပြဖို့ရှောက်လာကြဖြစ်ပြီးတော့အချို့ကတော့သူ့ကိုချင်းချောက်ဖို့ရှောက်လာကြဖြစ်ပါတယ်။အဲ့ဒီအချိန်ပီတာကသူတာမန်လူတယောက်လိုမျိုးဘယ်တော့မှနေလို့ရှောက်အောင်မှာမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားပါတယ်။အဲ့ဒီနောက်မှာတော့ပီတာနဲ့ MG တို့ကသူတို့ပဲတီးတန့်ရှိနိုင်မဲ့လှေကလေးတစ်ခုမှတွေ့ခဲ့ကြပါတယ်။တို့စကားပြောနေတဲ့အချိန်မှာ net ပေါ်လာပြီးတော့တို့၃ယောက်သားကောလိပ်တက်ဖို့အစီအစဉ်တွေကိုဆွေးနွေးကြပါတယ်။အားလုံးက MIT မှာကျောင်းတက်ဖို့စီစဉ်ထားရမယ် MG ကတော့စိုးရိမ်နေမိပါတယ်။အရန်ကြီးမျောလင့်ထားပြီးဖြစ်မလာခင်စိတ်ပင်ပန်းလို့သူမကတော့ဘာမှသိမမျောလင့်ထားပါဘူး။ရက်သက်ပဲအနှဲငယ်တွင်မှာပဲပီတာကိုရေးချက်လက်တွေပေးပို့ခဲ့တဲ့ Boston တက္ကသိုလ်ကြီးစီကနေပြီးတော့စာတွေရောက်လာပါတယ်။ဘယ်ကျောင်းမှပီတာကိုလက်မခံခဲ့ပါဘူး။ဒါပေမဲ့ तू ကစိတ်မပြတ်ခဲ့ပဲနဲ့ तू ပထမဦးစားပေးရွေးထားတဲ့ကျောင်းကတော့လက်ခံမှာပါဆိုပြီးတော့ဖြေသိမ့်လိုက်ပါတယ်။ရန်နှဲငယ်ကြပြီးတဲ့နောက်စောင့်မျှော်နေတဲ့ MIT ကစာဆောင်ရောက်လာပြီးတော့ပီတာက MJ အလုပ်လုပ်နေတဲ့ coffee ဆိုင်ကိုတွားပြီးအတူတူဖွင့်ကြည့်ကြဖို့လုပ်ပါတယ်။ net လေအမှရှိနေပြီးတော့တငယ်ချင်း၃ယောက်စလုံးကစာအုပ်တစ်ပြိုင်နက်ဖတ်ကြပါတယ်။အဲ့ဒီအချိန် Spider-Man နဲ့မကဘဲနဲ့ Spider-Man နဲ့ပတ်သက်နေတဲ့ MJ ရော net ကိုရောပါကျောင်းကလက်မခံအောင်ဆိုတာကိုသိလိုက်ရပါတယ်။သူ့ကြောင့်သူ့တငယ်ချင်းတွေစိတ်ထိခိုက်နာကျင်ရလို့စိတ်မကောင်းဖြစ်သွားရတဲ့ပီတာကသူ့ကိုကူညီနိုင်မဲ့နီလန်းရှိရဲ့တဦးကြီးတော့သူစီကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနေ့မိုးလွယ်ပိုင်းမှာပဲဒေါက်တာစတီဗန်စထရိတ်နဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။အိမ်ထဲကိုသူဝင်သွားတဲ့အခါမှာနှင်းနေဖုံးနေရကိုတွေ့လိုက်ရပြီးတော့မကြခင်ဝေါင်းကသူ့ကိုကြိုဆိုလိုက်ပါတယ်။သူစကားပြောနေချိန်မှာဒေါက်တာစထရိတ်ပေါ်လာပြီးတော့ပီတာကဘာလို့ဒီကိုရောက်လာလဲဆိုတာကိုမေးပါတယ်။ပီတာကမှော်စရာကိုအချိန်နောက်ပြန်သွားပြီးတော့မစ္စရီယိုကသူ့ရဲ့ပုံစံကိုထုတ်မပြဖို့တားဆီးနိုင်လို့ရမလားလို့မေးလိုက်ပါတယ်။အသက်တန်းပေါင်းများစွာပြန်လဲရှင်တန်ဖို့အဗန်ချာရီနဲ့သူအာဂါတာရဲ့အချိန်စီစဉ်မှုကိုနှောက်ယှက်ခဲ့ပြီးအောင်မှာနောက်ထပ်သူ့ဘဝကိုပိုရှုပ်ထွေးအောင်လို့ထပ်လုပ်ချင်တရလားလို့ဒေါက်တာစထရိတ်ကပီတာကိုမေးလိုက်ပါတယ်။ဒါပေမဲ့ပီတာကမှော်စရာကိုအကူကြီးတောင်းရတဲ့အကြောင်းရင်းကသူ့ဘဝကပြောင်းကပြန်နေဖြစ်နေရကြောင်းမဟုတ်ဘဲနဲ့မဆိုင်တဲ့သူ့တငယ်ချင်းတွေကထိခိုက်နေရကြောင်းလို့ပြောလာပါတယ်။ဒေါက်တာဆွေးရလေကူညီချင်မဲ့ time stone ကိုမပိုင်ဆိုင်တော့တဲ့အတွက်မတက်နိုင်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့ဒေါက်တာဆွေးကမေးဖြောက်ချင်းမန်တန်ကိုတုံးလို့ရနိုင်တယ်လို့အကြံပေးပါတယ်။ဒီမေးဖြောက်ချင်းမန်တန်ကပီတာဟာ Spider-Man ဆိုတာကိုလူတွေအားလုံးမေ့သွားအောင်လို့လုပ်ပြနိုင်ပါတယ်။ဒါပေမဲ့ Round ကဒီမန်တန်ဟာအရန်အန်ရည်များရလို့တတိပေးပါတယ်။ဒါပေမဲ့လည်းဒေါက်တာဆွေးရောပီတာကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့တွေအင်ဂျီရဲ့မှာရှိတဲ့လှုပ်ဝက်လိုင်ကိုစီကိုတွားပြီးတော့ဒေါက်တာဆွေးကမန်တန်ကိုစသုံးဖို့ပြင်ဆင်ပါတယ်။ဒေါက်တာဆွေးကမန်တန်ကိုသုံးပြီးသွားတာနဲ့ဒေါက်တာဆွေးအပါအဝင်အားလုံးက Spider-Man ဟာပီတာပါကာဆိုတာကိုမေ့ဖြောက်သွားကြတယ်မယ်လို့ပြောပါတယ်။ဒါကိုကြားတဲ့ပီတာကချစ်သူဖြစ်တဲ့ MG တငယ်ချင်းဖြစ်တဲ့နတ်နဲ့အတော်ဖြစ်သူအန်တီမေတို့ကိုဒီမန်တန်မှာထည့်မသုံးဖို့တောင်းဆိုပါတယ်။ဒီလိုစော့ဖတ်လိုက်တာကြောင့်မလို့ဒေါက်တာဆွေးတယောက်မန်တန်ကိုထိန်းချုပ်တာပြက်ပြဲသွားပြီးတော့ကဘာတစ်ခုလုံးမှာကမောက်ကမဖြစ်လူနီးပါအခြေအနေဖြစ်သွားပါတယ်။မန်တန်ကအလုံးမဖြစ်တော့တာတိရောပီတာလည်းပြန်လာလိုက်ပြီးတော့သူ့တငယ်ချင်းတွေအတွက်ဒုတိယအခွင့်အရေးရဖို့လေစိတ်ကိုသွားနေတဲ့ MIT ရဲ့ထူချောင်းအနောက်ကိုလိုက်သွားပါတယ်။နောက်ဆုံးသူမကိုပီတာရှာတွေ့သွားတဲ့အခါမှာသူ့ရဲ့ Spider ဆန်ကတခုခုမှားနေပြီဆိုတာသူ့ကိုတတိပေးပါတယ်။
ရုပ်ရက်ဆိုလိုပဲလူတွေကသူတို့ရဲ့ကားတွေကိုစွန့်ပစ်ပြီးတော့လမ်းမတွေပေါ်မှာပြေးလွှားနေကြပါတယ်ကတ္တရာလမ်းအောက်ကနေတက်တုလက်ကြီးတွေထွက်လာပြီးတော့ရင်တွေကိုဖျက်ဆီးလိုက်ပါတယ်ခဏကြောင်ဒေါက်တာအော်တိုဘတ်လို့ခေါ်တဲ့ Octavius ပေါ်လာပြီးတော့ပီတာစီကိုကားတွေနဲ့ပစ်ပေါက်ပါတယ်ဒေါက်တာအော်တိုဘတ်ကပီတာကိုဖမ်းပြီးတော့လွှတ်ပစ်လိုက်ပါတယ်ပီတာကလည်းဒီဖီလိန်အတေကြီးကဘယ်သူဘယ်ဝါမှမသိပေမဲ့တိုက်ခိုက်ဖို့စတင်ပြင်ဆင်လိုက်ပါတယ်Octavius ကတော့သူ့ကိုကောင်းကောင်းသိပုံရပြီးတော့အကြောင်းတစ်ခုခုကြောင့်ပီတာဘက်ကိုလက်စားချေခြင်းနေပါတယ်ရန်သူရဲ့တိုက်ခိုက်မှုတွေကိုရှောင်သိမ်းဖို့ကြိုးစားရင်းနဲ့ပီတာကယထာတန်လန်းပေါ်မှာကားမောက်တော့မဲ့သူ့ချောင်းကိုကယ်တင်ဖို့လုပ်ပါတယ်ဒါပေမဲ့ပီတာကသူ့မောက်ကိုကားထဲကနေထုတ်ပေးနေတဲ့အချိန်မှာ Octavius ကြီးပေါ်လာပြီးတော့ပီတာကိုဖမ်းပြီးသူ့ရဲ့ဝတ်စုံကိုစုပ်ဖြဲလိုက်ပါတယ်ဒါပေမဲ့ဝတ်စုံကနာတော်နီးပညာနဲ့လှုပ်ထားတာကြောင့်မလို့ Octavius ရဲ့လက်တံတွေကိုပြန်လဲချီနှောင်မိပြီးတော့ပီတာကအဲ့ဒီလက်တံတွေကိုထိန်းချုပ်နိုင်သွားပါတယ်Octavius က Spider-Man ရဲ့မျက်နှာဖုံးကိုခွာချလိုက်တဲ့အခါမှာသူရှာဖွေနေတဲ့ပီတာဘက်ကမဟုတ်ဘဲတိလိုက်ရပါတယ်ပီတာက Octavius ရဲ့လက်တစ်ဖက်ကိုတုံးပြီးတော့သူချောင်းအုပ်ရဲ့ကားကိုလမ်းမပေါ်ပြန်တင်ပေးလိုက်ပါတယ်သူချောင်းကလည်းပီတာကိုကျေးဇူးတင်တာကြောင့်မလို့သူနဲ့သူ့တငယ်ချင်းတွေရဲ့ MIT ဝင်ခွင့်ကိုပြန်လဲစဉ်းစားဖို့ကော်မတီကိုတောင်းဆိုပေးမယ်လို့ပြောခဲ့ပါတယ်အခုတော့ပီတာကဒေါက်တာ Octavius ကိုဖမ်းပြီးဘသူလဲဘာကြောင့်လဲသူ့ကိုတတ်ဖို့ဘာလို့လုပ်တာလဲဆိုတာကိုရှာဖွေဖို့ကြိုးစားပါတယ်ဒီအချိန်မှာပဲ Green Goblin ပေါ်လာပြီးတော့သူ့ကိုတိုက်ခိုက်ဖို့လုပ်ပါတယ်အဲ့မဲ့လေဒေါက်တာဆွေးရောက်လာပြီးတော့ပီတာကိုကယ်လိုက်ပါတယ်Octavius ကိုသူ့ခုထဲကိုခေါ်သွားပါတယ်အဲ့မှာ villain တွေကိုအထူးစီမံထားတဲ့ထောင်ထဲမှာချုပ်ထားပါတယ်မင်းဖြောက်ချင်းမန်နန်ကိုသုံးမိရဲ့အချိန်ကစလို့ပီတာဘက်ကို Spider-Man လို့သိနေကြရဲ့စัจ java အားလုံးမှာရှိတဲ့သူတွေကအခုလက်တွေ့ကဘာတွေကိုရှောက်လာပြီးတော့ဒေါက်တာဆွေးရရှင်းပြပါတယ်ဒေါက်တာဆွေးကလည်းပီတာကို villain တွေကိုဖမ်းပြီးတော့အခုထောင်ထဲကိုပို့ခိုင်းပါတယ်သူတို့အားလုံးကိုပြန်ပို့ဖို့အတွက်မော်ဆီယာကပီတာကိုလက်ကောက်လေးတစ်ခွင်ပေးလိုက်ပါတယ်ဒီစัจ java နဲ့မတက်ဆိုင်တဲ့ super villain မျိုးလက်ကောက်ကလီစာနဲ့ပစ်လိုက်ရင်အားလုံးထောင်ထဲကိုတန်းရောက်လာမှာပါပီတာကလည်းဒီမရှင်ကိုပြီးမြောက်အောင်လုပ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်ဒါပေမဲ့ဗီလိန်တွေကိုရှာဖွေဖို့သူ့တငယ်ချင်း MJ နဲ့နတ်တို့ရဲ့အကူအညီကိုလိုအပ်နေပါတယ်အင်တာနက်မှာနတ်တယောက်စူးစမ်းလေ့လာနေတဲ့အချိန်မှာမြို့တော်နားမှာရှိနေတဲ့စစ်ရေးသူတေနာဌာနတစ်ပိုက်မှာပြန်ဝဲနေတဲ့ဘလူးတကောင်လူတချို့ကမြင်တွေ့ခဲ့ရဆိုတဲ့သတင်းတွေတက်လာပါတယ်ပီတာကလည်းအဲ့ဒီဘလူးကြီးကတရားပေါ်မှာသူမြင်ခဲ့တဲ့လူနဲ့တူတယ်လို့ပြောပေမဲ့ Octavius ကမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီလူက Green Goblin လို့လူသိများရဲ့ Norman Osborn လို့ဆိုပါတယ်ဒါပေမဲ့လည်း Octavius ရဲ့အဆိုအရတော့ Norman ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကသူ့ရဲ့ကဘာမှာတည်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်ညနေဆောင်ရောက်လာတဲ့အခါမှာတော့ Spider-Man သူ့နေရာစီကိုပြန်လာပါတယ်တောအုပ်လေးကိုဖျက်လျှောက်လာရင်းနဲ့ပီတာတယောက်တစုံတယောက်ကသူ့နောက်ကိုလိုက်လာမယ်တတိထားမိပေမဲ့ပြန်ကြည့်လိုက်တဲ့အခါမှာတော့ဘယ်သူမှမတွေ့ခဲ့ပါဘူးပီတာကလည်းတတိထားလျှောက်လာရင်းနဲ့မိတိုင်တွေကနေစွမ်းရည်တွေကိုစုပ်ယူနေတဲ့တောက်ပရဲ့တရဝါတကောင်တွေ့ရပါတယ်Spider-Man ကသူ့လက်ကောက်နဲ့ပစ်လိုက်ပြီးတော့အဲ့ဒီတရဝါကိုဒေါက်တာဆွင်းရဲ့အထူးထောင်ထဲကိုပို့ဖို့လုပ်ပါတယ်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကအရာဝတ္ထုမဟုတ်ဘဲနဲ့စွမ်းရည်နေနဲ့ဖွဲ့စည်းထားတာကြောင့်မလို့လေဆာကသူ့ခန္ဓာကိုယ်ဖျက်တမ်းသွားပါတယ်ဗီလိန်ကလည်းမီးလုံးတွေနဲ့ပီတာကိုပြန်တိုက်ပါတယ်သူလည်းရှောင်ရှားဖို့လုပ်ပေမဲ့ထိမှန်သွားခဲ့ပါတယ်ဗီလိန်ကနောက်ဆုံးအချိန်တိုက်ခိုက်ဖို့လုပ်တော့ကြောက်မက်ဖွယ်သဲတောင်ကြီးပေါ်လာပြီးတော့တိုးနှစ်ယောက်တိုက်ခိုက်နေရအောင်ဟန်တားလိုက်ပါတယ်အဲ့ဒီလူကတော့သူ့ကိုယ်သူ Flint Marko လို့မိတ်ဆက်လိုက်ပြီးတော့သူ့ကိုမမှတ်မိဘူးလားလို့ပီတာကိုမေးလိုက်ပါတယ်တဲလူသားကြီးရဲ့အကူအညီနဲ့ Electro ဆိုတဲ့ဗီလိန်ကိုဖမ်းဖို့လုပ်ကြပါတယ် Flint က Electro ရဲ့ပတ်ပတ်လည်မှာသဲပုံတိုင်းတစ်ခုဖန်တီးလိုက်ပြီးတော့ပီတာကတော့ပင့်ကူမြင်တွေကိုတုံးပြီးအလက်ဖြိုကောင်အားသွင်းလို့မရအောင်လို့ခေဘယ်ကျိုးကိုဖျက်ပစ်လိုက်ပါတယ်။ဒါကြောင့်အလက်ဖြိုလည်းအားနေသွားပြီးတော့သူ့ခန္ဓာကိုပြန်ကောင်းအောင်လုပ်ဖို့လုပ်ပါတယ်။ Spider-Man ကလည်းဗီလိန်မျိုးတိုးနဲ့သက်ဆိုင်တဲ့စัจ java ကိုပြန်ပို့ပြမယ်ဆိုတဲ့အကြောင်းအလက်ဖြိုတစ်ဖြစ်လဲ Mask ကိုရှင်းပြပါတယ်။ဒါပေမဲ့ Mask ကဒီနေရာကစွမ်းရည်တွေကထူးခြားနေဆိုတဲ့အကြောင်းပြောပြပါတယ်။အဲ့ဒီအချိန်မှာပဲပီတာကစကားစားဖြတ်လိုက်ပြီးတော့ Mask ကိုထောင်ထဲကိုပို့ပစ်လိုက်ပါတယ်။ဒါကို Mask တည်သွားရလို့ Flint ကထင်သွားပါတယ်။ဒါကြောင့်သူကပီတာကိုတိုက်ခိုက်ဖို့လုပ်တော့သူ့ကိုပါထောင်ထဲပို့လိုက်ပါတယ်။ထောင်ထဲမှာတော့ Mask တယောက်ထောက်တာခေါ်နာနဲ့စုံပါတယ်။အေယာမတွားတဲ့ဝါကြီးကအမှန်တကယ်ကိုအရန်တော်ခဲ့တဲ့တိတ်ပြပညာရှင်တယောက်ဖြစ်နေပြီးတော့ပြန်လဲရှင်တော်နိုင်စွဲကိုရရှိဖို့အတွက်သူ့ရဲ့ခန္ဓာကိုယ်ပုတ်တင်ညိုတကောင်ဖြစ်တမင်ပြောင်းလဲခဲ့ရဖြစ်ပါတယ်။နောက်တစ်နေ့မနက်မှာတော့ပီတာကိုအန်တီမေကလူတယောက်သူ့ကိုရှာနေရဆိုပြီးတော့အော်ခေါ်လာပါတယ်။ပီတာလည်းလန့်ဖြန့်သွားပါတယ်။သူ့အကြောက်ဆုံးကတော့သူ့ချစ်ရတဲ့သူတွေမကောင်းဆုံးဝါတကောင်အောင်ကြောင့်ထိခိုက်နေတာသွားမှာပါ။မိဖို့ကြောင့်လည်းရောက်တဲ့ခါမှာတော့အန်တီမေနဲ့နော်မယ်တို့ကရင်းဒီစကားစမြည်ပြောနေကြအောင်တွေ့ရအောင်အံ့ဩသွားပါတယ်တန်ရဖြစ်နေတော့မှာပဲပီတာကိုအဲ့လူကအကူကြီးတောင်းလာပါတယ်အရင်ကဘာကသူနေခဲ့အိမ်ကိုသွားခဲ့ပေမဲ့လေလက်ရှိကဘာမှာအခြားတစ်ယောက်ကနေနေရကြောင်းမလို့တခြားဘယ်ကိုသွားရမလဲမသိဘူးလို့နော်မယ်ကပြောပါတယ်သူ့ကမ္ပဏီအော့စကော့ကလည်းဒီကဘာမှာလုံးဝမရှိခဲ့လို့မျိုးသူ့သားဟယ်ရီကလည်းမရှိဘူးလို့ဆိုပါတယ်နော်မယ်ကသူ့မှာကွဲပြားရဲ့ကိုရီကိုတွေရှိနေပြီးတော့ Green Goblin ကသူ့ခန္ဓာကိုယ်တိမ့်ပိုက်လိုက်တဲ့အခါမှာသူ့ရဲ့လုပ်ရက်တွေကိုသူကိုယ်တိုင်မထိန်ချုပ်နိုင်တော့ဘူးလို့ပြောပြပါတယ်။နော်မဲရဲ့နှစ်ခွဖြစ်နေတဲ့စိတ်အခြေအနေနဲ့ပုံပန်းတဲ့တန်ကြောင့်အန်တီမေကအကူအညီပေးဖို့ပီတာကိုပြောပါတယ်။ပီတာကဒါဟာသူ့ပြဿနာမဟုတ်ဘူးလို့ပြောတော့လူတွေကိုအကူအညီပေးဖို့ Spider-Man မှာတာဝန်ရှိရလို့အန်တီမေကပြောခဲ့ပါတယ်။ ပီတာကတော့သူအားလုံးသူ့ရဲ့နေရက်စီကိုပြန်ပို့ပေးဖို့ပဲလုပ်ရမယ်လို့ယုံကြည်ထားပါတယ်
အန်တီမေကသူတို့ဒေါက်တာဆွေရဲ့အိမ်စီခေါ်သွားပါတယ်မြောက်ခန်းထဲကိုဝင်လိုက်တာနဲ့မိတ်ဆွေဟောင်းဝင် Audivius ကိုတွေ့လိုက်ရတဲ့ Norman ကအံ့ဩသွားပါတယ်အဲ့အချိန် Audivius က Norman ကိုမင်းကတေပြီးတော့အခုဘလို့ဖြစ်လာတာလဲလို့မေးပါတယ် Frank ကလည်းဂျားဖြတ်ပြောခဲ့ပါတယ်အမှန်တကယ်ဒါဆိုရင် Spider-Man ကတိုးနှစ်ယောက်လုံးကိုရှင်းပြလိုက်ပြီးသားမလို့ Audivius ကြီးကိုယ်တိုင်ကလည်းတေပြီးသားလို့ဆိုပါတယ်ဒီအချိန်မှာဒေါက်တာဆွေပေါ်လာပြီးတော့ Norman ကိုဖမ်းလိုက်ပါတယ်သူက Norman ကိုဆက်တစ်ခုစီကိုခေါ်သွားပြီးတော့သူ့ရဲ့မှန်တမ်းကိုပြန်ပြင်ဖို့လုပ်ပါတယ်ဒါမှသူ့အားလုံးကိုတက်ဆိုင်ရာကပအသီးသီးကိုပြန်ပို့နိုင်မှာမဟုတ်ပါဒီစကားကိုကြားရတဲ့ feeling တွေကတိုးရဲ့ကပကိုဒါပြန်ရောက်သွားရင်တိုးကတေပြီးသားဖြစ်မှာကိုသိရခါတောင်းကြမ်းကြပါတယ်တိုးကိုပြန်မဖို့ပီတာကဒေါက်တာဆွေကိုစီးရုံကြည့်ပေမဲ့ဒါကသူတို့ရဲ့ကံကြမ္မာဖြစ်ပြီးတော့တွားတာနှောက်ယှက်မယ်ဆိုရင်စကြဝဠာရဲ့အားလုံးအန်ရယ်ဖြစ်စေနိုင်တယ်လို့ဒေါက်တာဆွေရန်ဆိုပါတယ်မော်စီယာကမန်တန်ကိုပြန်ပြင်ဖို့စလိုက်ပေမဲ့ပီတာကသူ့ရဲ့ပင့်ကူမြင်နဲ့တစ်တာကိုခိုးယူပြီးတော့ဒေါက်တာဆွေကိုထောင်ထဲပို့လိုက်ပါတယ်ဒါပေမဲ့မော်စီယာကခဏအတွင်းမှာပြန်လွတ်လာပြီးတော့စပိုင်ဒါမန်နောက်ကိုလိုက်သွားပါတယ်ပီတာကိုတစ်တာပြန်ပေးဖို့အေးစစ်စစ်တောင်းနေပေမဲ့ထွက်ပြေးနေရကြမလို့ဒေါက်တာဆွေရန်အတင်းလူယူဖို့ပဲဆုံးဖြတ်လိုက်ရပါပဲမော်စီယာကပီတာရဲ့ဝိညာဉ်နဲ့ခန္ဓာကိုခွဲထုတ်ပြီးတော့တစ်တာကိုယူဖို့ကြိုးစားပေမဲ့ပီတာကတော့အတင်းရှုံးကန်နေပြီးတစ်တာကိုမရရအောင်တားဆီးနေပါတယ်စက္ကန့်ပိုင်းကြာမှာပီတာကသူ့ခန္ဓာကိုယ်ရဲ့ပြန်ဝင်ပြီးလွတ်မြောက်သွားကြမလို့ဒေါက်တာဆွေရန်ကသူ့ဝိယုံပြန်အောင်လှုပ်လိုက်ရပြီးပီတာကိုဂျင်းပုံမှန်သူ့ထဲမှာထိန်းချုပ်ထားဖို့လုပ်ပါတယ်ပီတာလည်းအချိန်အတော်ကြာအထိအဲ့လူရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်ဖို့နီလန်းတွေပါမရှိဘူးလားလို့ဒေါက်တာဆွေရန်ကိုမေးခဲ့ပေမဲ့ဒေါက်တာဆွေရန်ကတော့စိတ်ပြောင်းမှာမဟုတ်ဘူးဆိုတာကိုသိသွားပါတယ်နောက်ဆုံးမှာတော့ဒေါက်တာဆွေရန်သူ့တစ်တာကိုပြန်ရသွားပြီးတော့မန်တန်ကိုပြန်ပြင်နိုင်တဲ့အချိန်ထိပီတာကိုဒီဂျင်းပုံသူ့ထဲမှာပိတ်ထားဖို့လုပ်ပါတယ်ဒါပေမဲ့လည်းမော်စီယာလက်တွေ့ဘဝကိုပြန်မသွားခင်ပီတာကပဲဂျင်းပုံသူ့တွေကအာခိမီဒီစ်ရဲ့ပတ်လန်းအပေါ်အခြေခံထားရဲဆိုတာကိုသဘောပေါက်သွားပါတယ်ဒါကြောင့်ပဲသူ့ရဲ့ geometry သင်ခန်းစာတွေကိုအသုံးချပြီးတော့တစ်တာကိုပြန်ယူလိုက်ပြီးဒေါက်တာဆွေရန်ကိုပြန်ပိတ်ထားခဲ့လိုက်ပါတယ်ထွက်မသွားခင်မှာပီတာကမော်စီယာစီကလက်စုပ်ကိုပါခိုးသွားပါတယ်ထောင်ထဲပြန်ရောက်တဲ့အခါမှာတော့ပီတာကဖီလိန်ကောင်တွေကိုအိမ်ပြန်မပို့ခင်ဤပညာသုံးပြီးတော့သူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲပေးမယ့်အစီအစဉ်ကိုပြောပြပါတယ်နော်မယ်ကသူလည်းကူညီပေးဖို့ကမ်းလှမ်းပါတယ်ပုတ်တင်ညိုကြီးဖြစ်နေတဲ့ဒေါက်တာခွန်နာကတော့ပီတာကိုဒီလိုလာလုပ်မယ်ဆိုရင်နောက်ဆက်တွဲအကျိုးဆက်တွေအများကြီးရှိလာနိုင်လို့တတိပေးပါတယ်ဒါကြောင့်ပီတာကသူတို့ကိုရွေးချယ်ခွင့်နှစ်ခုပေးပါတယ်တစ်ခုကတော့တိုးကဘာစီကိုပြန်မပို့ခင်သူ့ကိုကူညီပြီးတော့တေချင်းတရားကိုတားဆီးနိုင်ဖို့နဲ့နောက်တစ်ခုကတော့ဒေါက်တာဆွေပြန်လာကိုစောင့်ပြီးတော့မန်တန်ကိုပြန်ပြင်ဖို့ပါဘဝအတွက်သူတို့ရွေးချယ်ဖို့ဖြစ်လာတော့နောက်ဆုံးမှာတော့ဖီတိန်တွေကပီတာရဲ့နီလန်းကိုပဲရွေးလိုက်ကြပါတယ်ပီတာကတော့သူမသွားခင်မှာတစ်တာကို MJC ကိုအိုက်ခိတ်လိုက်ပြီးတော့လက်စုပ်ကိုတော့တငယ်ချင်းနက်စီကိုပေးခဲ့ပါတယ်သူ့အကြံစီကတော့တခုခုများသူမှားယွင်းသွားမယ်ဆိုလို့ရှိရင် MJ ကိုခေါ်ပြီးတော့ခလုတ်ကိုနှိပ်အဲ့ကောင်တွေအားလုံးသူတို့ရဲ့စကြဝဠာစီကိုပြန်ပို့ပေးဖို့ပါပဲ MJ ကတော့အဲ့တာဝန်ကိုလက်ခံလိုက်ပြီးတော့ပီတာနဲ့အဆက်အသွယ်ပြတ်သွားခင်ခလုတ်ကိုနှိပ်လိုက်ပါမယ်လို့ဂရီပေးခဲ့ပါတယ်အဲ့နောက် Spider-Man ရဲ့ feeling တွေအားလုံးအန်တီမင်နဲ့သူ Happy ရဲ့အိမ်ကိုသွားကြပါတယ်ပီတာကတော့ဘာလို့မဆိုခွဲချင်းစိတ်ပြနိုင်ဒီဇိုင်းထုတ်လုပ်နိုင်ပြီးတော့တီထွင်ဖန်တီးနိုင်စွမ်းရှိရဲ့ fabricator လို့ခေါ်တဲ့ကရိယာကိုသူတို့ပြသပါတယ်ပီတာနဲ့နော်မယ်တို့ကအဖြေရှာဖို့စူးစမ်းနေချိန်မှာပဲမတ်ကတော့မျိုးကြီးကိုကြည့်ပြီးဒီကဘာကြီးမှာဒါဆက်နေလိုက်ရင်အဆုံးမရှိရဲ့စွမ်းရည်တွေရရှိနိုင်တဲ့အကြောင်းကိုတွေးတောနေပါတယ်။နိုင်နေခဲ့ကြအဖြေရှာပြီးသွားတဲ့နောက်မှာတော့တိတ်ပယ်ပညာရှင်ဂူဝီနှစ်ယောက်က Audivius နဲ့ကိုက်ညီမဲ့ကရိယာကိုအပိတက်နိုင်ခဲ့ပါတယ်။ပီတာကတော့အဲ့ကရိယာကို Audivius ရဲ့ခေါင်းနောက်ကိုချိတ်လိုက်တော့တတိမေသွားပါတယ်။ပြန်နိုးထလာတဲ့အချိန်မှာတော့ Audivius ရောက်ရက်ဆက်ကြမ်းကြုတ်တဲ့လူတစ်ယောက်မဟုတ်တော့ဘဲနဲ့သူ့ရဲ့လက်တံတွေကိုလည်းသူကောင်းကောင်းပြန်ထိန်းချုပ်နိုင်သွားပါတယ်။အခုချိန်ရစလို့သူကိုယ်တိုင်ကတိုက်ခိုက်လို့စိမရှိရကြမလို့အကယ်လို့သူ့ကဘာကိုသူပြန်သွားခဲ့မယ်ဆိုရင်လည်း Spider-Man တတ်မှာကိုစိုးရိမ်နေစရာမလိုတော့ပါဘူး။ပီတာကိုကျေးဇူးတင်သွားပြီးတော့အခြားကရိယာတွေကိုလည်းဖန်တီးပေးဖို့ကူညီပါတယ်။နောက်တဲ့ mission ကတော့ Norman ရဲ့အမှောင်ဘက်ချမ်းကိုနှိမ့်သက်နိုင်မဲ့ကရိယာတစ်ခုကိုဖန်တီးဖို့ဖြစ်ပါတယ်။ပီတာကမတ်ရဲ့စွမ်းရည်တွေကိုပိတ်ဆို့လိုက်ပြီးတော့တာမန်သူသားအဖြစ်ပြန်ပြောင်းစေမဲ့ကရိယာတစ်ခုကိုလုပ်လိုက်ပါတယ်။ကရိယာပေါ်ရောက်တော့မိကစိမ့်သွားပြီးတော့ဒါကသူ့ခန္ဓာကိုယ်ရဲ့မှာရှိတဲ့လျှက်စိတ်သက်တွေပြေပြောက်ပြီးတော့ပျောက်ကင်းသွားရလို့ယူဆလို့ရပါတယ်။ Spider-Man ကိုလိုက်ရှာနေတဲ့သတင်းတောက်ကြီးချေကသူ့ရဲ့နေရာကိုရှာတွေ့သွားပြီးတော့ Spider-Man ကိုအပြစ်တင်လို့ရမယ်သတင်းတစ်ပုတ်ရဖို့အပြင်ဘက်မှာစောင့်ဆိုင်းနေပါတယ်။ရုတ်တရက် Spider ဆန်အသက်ဝင်လာပြီးတော့တခုခုမှားနေပြီဆိုတာကိုပီတာသဘောပေါက်သွားပါတယ်။အဲ့ဒီချိန်သူကပင်းကူမြင်တွေကိုပြစ်လို့ပြီးတော့ Norman ရဲ့လက်တွေကိုချုပ်နှောင်လိုက်ပါတယ်။ Green Goblin ကသူ့ခန္ဓာကိုယ်စတင်ထိန်းချုပ်လာတဲ့အချိန်အန်တီမေကသူ့ကိုကုသပေးနေတဲ့ကရိယာကိုအမြန်ယူလိုက်ပါတယ်။ပီတာကတော့သူ့အစီအစဉ်တိုင်းဆက်လုပ်ဖို့ Norman ကိုစီးရုံးမှုစူးစမ်းပေမဲ့သူ့ကိုရက်တက်နိုင်မှာမဟုတ်တော့ဘူးဆိုတာသိရတဲ့အခါမှာသူ့တော်ထွက်ပြေးဖို့ပြောလိုက်ပါတယ်။ Mask နဲ့ Goblin တို့ကပူးပေါင်းမှုဆုံးဖြတ်လိုက်ပြီးတော့ကုသလို့မပြီးသေးခင်ကရိယာရဲ့အားလုံးဖျက်ဆီးပစ်ပါတယ်။အဲ့ဒီနောက် Mask က Fabricator ကိုဖျက်ဆီးပြီးတော့ပင်မပါဝါကိုခိုးယူခဲ့ပါတယ်။ Audivius ကတော့ပီတာဘက်မှာရှိနေစေဖြစ်တာကြောင့်မလို့ Mask ကသူ့ကိုတိုက်ခိုက်ခဲ့ပြီးသတင်းနောက်တွေကလည်းဗီဒီယိုရိုက်နိုင်ခဲ့ပါတယ်။ပီတာက Green Goblin ကိုတိုက်ခိုက်နေတဲ့အချိန်ရဟတ်ရင်တွေကအစာအုပ်နောက်ကိုချင်းကပ်လာကြကြောင်းမလို့မေကလှေကတစ်တွေစီကိုဆင်းသွားပါတယ်။ပီတာကအစာအုပ်တွေကထွက်ဖို့လုပ်ပေမဲ့ပုတ်တင်ညိုကြီးပေါ်လာပြီးသူ့ကို Goblin လက်ထဲကိုပြန်ထည့်လိုက်ပါတယ်
ပြင်းထန်လွန်လာတဲ့ထိုးချက်တွေကြောင့်ချမ်းပြင်းပျက်စီးသွားပြီးအန်တီမေရဲ့ရှေ့မှာသူတို့တွေလည်းလဲကျသွားပါတယ်သူမက Green Goblin ကိုချေမုန်းနိုင်မဲ့အရှိကိုထိုးသွင်းလိုက်တာကြောင့်မလို့ Norman ကအဲ့ဒီခန္ဓာကိုပြန်လဲထိန်းချုပ်နိုင်ခဲ့ပေမဲ့ကုသလို့မရခဲ့ပါဘူးပီတာကသူ့တော်ကိုထွက်ပြေးဖို့ပြောပေမဲ့သူ့ကိုတယောက်တည်းမထားခဲ့နိုင်တဲ့အန်တီမေကတော့အဲ့ဒီဗီဒီယိုကိုပူပေါင်းတိုက်ခိုက်ဖို့ပစ္စည်းတစ်ခုကိုယူလိုက်ပါတယ်ဒါပေမဲ့ဒီအချိန်မှာပဲ Green Goblin ရဲ့ဖုတ်ပြားအဆောက်အဦထဲကိုကျူးကျော်ဝင်ရောက်လာပြီးတော့အန်တီမေမပြေးနိုင်ခင်မှာပဲအန်တီမေကိုအလဲထိုးနှက်နိုင်ခဲ့ပါတယ် Goblin က Spider-Man ကိုဖမ်းဖို့အတွက်အဆောက်အဦရဲ့အတွင်းရောအပြင်ရောပါဘုံတွေကျဲချပါတယ်မိနစ်အနည်းငယ်ကြာတော့အန်တီမေတယောက်ပြန်နှိုးထလာပြီးတော့ပီတာကိုထွေးပိုက်လိုက်ပါတယ်သူ့တော့အသက်ရှင်နေတဲ့ကြောင့်တိလိုက်ရတဲ့ပီတာကတော့စိတ်သက်သာရရသွားပါတယ်အခုတော့ဖြစ်ခဲ့တာတွေအတွက်သူကအန်တီမေကိုတောင်းပန်ခဲ့ပေမဲ့သူများကိုကူညီဖို့ကြိုးစားတာဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်ပါလို့အန်တီမေကပြောပါတယ်ပီတာကတော့ဒါဟာသူ့တာဝန်မဟုတ်ဘူးလို့ပြောပေမဲ့အန်တီမေက Great Power Camp Great Responsibility ဆိုတဲ့စွမ်းရည်ရလာတဲ့အမျှလူတွေကိုကယ်တင်ဖို့တာဝန်ရှိလာရဲ့ဆိုပြီးတော့ပြောပါတယ်သူတို့ထွက်သွားဖို့လုပ်လိုက်ပေမဲ့အန်တီမေတယောက်ကတော့လဲကျသွားခဲ့ပါတယ်သူမအဆင်ပြေနေရလို့ပြောပေမဲ့သူမရဲ့ဝမ်းပိုင်းမှာရောပြင်းပြင်းထန်ထန်ထန်ရရနေရကိုပီတာတတိပြုမိလိုက်ပါတယ်ပီတာတယောက်အော်ဟစ်အကူကြီးတောင်းခဲ့ပေမဲ့နောက်ကျသွားပါပြီစက္ကန့်ပိုင်းအကြာမှာပဲအန်တီမေတယောက်ဆုံးမသွားခဲ့ပါတယ်ဒီချိန် Happy ရောက်လာပြီးတော့ဘာဖြစ်နေလဲဆိုတာကိုသဘောပေါက်သွားပါတယ်ရဲရီကသူ့ကိုထွက်လာဖို့အမိန့်ပြီးတော့ Happy ကပီတာကိုထွက်ပြေးဖို့အော်လိုက်ပါတယ်ရဲရီကစပစ်ပါတယ်ပီတာလည်းတနတ်မှန်သွားပါတယ်ဒါကြောင့်သူထွက်ပြေးခဲ့ရပါတယ်နက်နဲ့ MJ ကပီတာကိုဆက်တွေ့ဖို့လုပ်နေကြပေမဲ့ပီတာကတော့ဖုန်းမကင်ပါဘူးဒါကြောင့် MJ ကခလုတ်ကိုနှိပ်ပြီးတော့ VNY အားလုံးတိုးကပါစီကိုပြန်ပို့ဖို့လုပ်ပါတော့တယ်အဲ့ဒီချိန်နှက်ကသူ့ကိုပီတာပေးခဲ့တဲ့ဒေါက်တာစပင်းရဲ့လက်စွပ်ကပီတာရှိတဲ့နေရာကိုပြသနိုင်ပြီးတော့တိုးလည်းလိုက်သွားလို့ရမယ်ဆိုပြီးအပေါက်ကိုဖွင့်ဖို့လုပ်ပါတယ်နက်ကပီတာဘကာကိုရှာဖွေပေးပါဆိုပြီးတော့သူ့ရဲ့လက်တွေကိုဝှေ့ရမ်းလိုက်ပါတယ်အဲ့ဒီချိန်ပေါ်တဲ့တပေါက်ဖွင့်လာပြီးတော့ Spider-Man ဝတ်စုံနဲ့ပီတာကိုတွေ့လိုက်ရပါတယ်သူတို့ကလည်းပီတာကိုခေါ်ပြီးတော့အပေါက်စီကိုသွားပါတယ်ဒါပေမဲ့ Spider-Man ကမျက်နှာဖုံးကိုဖယ်လိုက်တဲ့အခါမှာတော့တိုးနှစ်ယောက်ရဲ့တငယ်ချင်းပီတာဘက်ကမဟုတ်ဘဲနဲ့အခြားအပြိုင်ဆက်ကြဝဠာတစ်ခုက Amazing Spider-Man ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။နက်ကလည်းသူ့ရဲ့တငယ်ချင်းပီတာကိုရှာဖို့အတွက်နောက်ထပ်ပေါ်တဲ့တပေါက်ကိုထပ်ဖွင့်ဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်ပီတာဘက်ကတယောက်ထပ်ပေါ်လာခဲ့ပြန်ပါတယ်။ဒါပေမဲ့လည်းတိုးရဲ့တငယ်ချင်းပီတာမဟုတ်ဘဲနဲ့နောက်ထပ်အပြိုင်ဆက်ကြဝဠာတစ်ခုက Spider-Man Bully Maguire ဖြစ်နေပါတယ်။ဒီလိုနဲ့ပဲ Bully Maguire ကိုပီတာ2အဖြစ်သတ်မှတ်ပြီးတော့ Amazing Spider-Man ကိုပီတာ3အဖြစ်သတ်မှတ်ခဲ့ပါတယ်။ပီတာနံပါတ်2ကလည်းဒီကိုမရောက်လာခင်တရက်ကဒီကဘာက Spider-Man ကအကူကြီးလိုနေရလို့ခံစားမိလို့သူရောက်လာလို့ပြောပါတယ်ပြဿနာကတော့ MJ နဲ့နက်ကပီတာအစ်စ်ဘယ်ရောက်နေမှမသိရတဲ့အတွက်အခြားပီတာနှစ်ယောက်ကသူ့သွားနေတော့ထားရှိတဲ့နေရာရှိလားလို့မေးပါတယ် MJ ကတော့သူထင်နေတဲ့နေရာတစ်ခုရှိကြောင်းပြောတော့အဲ့ဒီနေရာကိုလိုက်သွားတော့ပီတာကိုရှာတွေ့ကြပါတယ်နက်နဲ့ MJ ကသူတို့တငယ်ချင်းကိုပွေ့ဖတ်လိုက်ကြပြီးတော့ MJ ကသူ့ကိုအခြားစစ်ကြဝဠာ Spider-Man နဲ့မိတ်ဆက်ပေးပါတယ်အဲ့ဒီနောက်ပီတာကသူ့အားလုံးအိမ်ပြန်ပို့ဖို့ဆုံးဖြတ်လိုက်ရမယ်သူတိလိုက်ရတာတစ်ခုကတော့အခြားပီတာနှစ်ယောက်ကလည်းသူ့လိုပဲဗီလိုင်တွေကိုမသေးစေချင်မဲနဲ့ကံကြမ္မာကိုပြောင်းလဲဖို့ဆန္ဒရှိနေရဆိုတာပါတိုးနှစ်ယောက်စလုံးကလည်းအန်ကယ်ဘန်ကိုကိုစီဆုံးရှုံးခဲ့ကြရတဲ့လူတွေမဟုတ်လို့အန်တီမေတေဆုံးသွားတာကိုဝမ်းနဲ့နေတဲ့ပီတာကိုနားလည်ပေးနိုင်ကြပါတယ်ဒီတော့ဗီလိုင်တွေကိုပြန်မပို့ခင်အားလုံးကိုကုသရေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဆဲတွေပြီးသွားတဲ့အခါမှာတော့ Spider-Man 3ယောက်ကဗီလိုင်တွေအားလုံးကိုတနေရာရဲခေါ်ပြီးတော့တပြိုင်နက်ကုသနိုင်မဲ့အစီအစဉ်ကိုရေးဆွဲခဲ့ပါတယ်ပြီးရင်တိုးလို့ရမှာကခလုတ်ကိုနှိပ်ပြီးတော့အားလုံးကိုအိမ်ပြန်ပို့လိုက်ရုံပါပဲပီတာနံပါတ်1ကတော့လွတ်လပ်ရေးရုပ်ထုစီသွားပြီးတော့တီဗီမှာဓာတ်ရိုက်ထုတ်လွှင့်မှုကိုလုပ်ပါတယ်ဒီနည်းနဲ့ပဲဗီလန်တွေကသူ့ကိုဗမာရှာမလဲဆိုတာကိုသိမှဖြစ်ပါတယ်မတ်ကပထမအဆုံးရောက်လာတဲ့သူပါတစ်တာကိုဖျက်ဆီးပြီးတော့ပီတာကသူ့ကိုသူ့ကဘာစီကိုပြန်ပို့လို့မရအောင်တားဆီးလိုက်ပါတယ်ပီတာနံပါတ်1ကနတ်ဖွင့်လိုက်တဲ့အပေါက်ကနေတဆင့် MJ စီကိုတစ်တာပေးလိုက်ပါတယ်ပြဿနာကတော့အပေါက်ကိုအခုဘလို့ပိတ်ရမလဲနတ်ကမသိတော့ပါဘူးတိတ်မကြခင်မှာပဲပုတ်တင်ညုံနဲ့တဲလူသားပေါ်လာပြီးတော့တိုက်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်ဗီလန်တွေအားလုံးကတစ်တာကိုလိုချင်နေကြရမို့လို့သူအားလုံးက Spider-Man နဲ့တိုက်ခိုက်ကြပါတယ်ဒီအချိန်မှာတော့ Spider-Man 3အောင်စလုံးပြစ်မှတ်တစ်ခုပဲကိုတိုက်ခိုက်ရင်အောင်မြင်ဖို့အခွင့်အလမ်းကများမယ်လို့သဘောပေါက်လာကြပါတယ်ဒါကြောင့်တဲလူသားကိုပထမဆုံးပြစ်မှတ်ပြရွေးချယ်လိုက်ကြပါတယ်ပီတာနံပါတ်2က Flint ရဲ့အာယုံဆွဲဆောင်မှုတာဝန်ယူလိုက်ပါတယ် Flint ကတဲတွေမျိုးချောင်းအောင်မဲ့အချိန်မှာပီတာ1က Flint ကိုလူသားအဖြစ်ပြန်ဖြစ်စေနိုင်မဲ့ကရိယာစီပစ်ချပေးလိုက်ပါတယ်နောက်ထပ်ပြစ်မှတ်ကတော့ Electro ပါဒီကောင်က Fabricator ကနေဖြုတ်ယူလာတဲ့ Iron Man ပစ္စည်းနဲ့သူ့ကိုယ်သူအားသွင်းနေရကြောင်းမလို့ပုံမတန်မာနေခဲ့ပါတယ် Spider-Man 3ယောက်ဝိုင်းပြီးတော့တိုက်ခိုက်ကြရမယ်သူ့ကိုနိုင်အောင်တိုက်ခိုက်ဖို့လွယ်ကူမနေပါဘူးပိုဆိုးတာကတော့ဒေါက်တာပုတ်တင်ညိုကြီးကသူတို့ကိုပြန်ပို့နိုင်မဲ့တစ်တာ MJC မှာရှိရဆိုတာကိုသိသွားပြီးအပေါက်စီကိုပြေးထွက်သွားပါတယ်ပီတာ1ကသူ့နောက်ကနေပြေးလိုက်ပြီးတော့သူ့တငယ်ချင်းတွေကိုကာကွယ်ဖို့လုပ်ပါတယ်အဲ့ချိန် MJ နဲ့နက်ကရုပ်ထုစီကိုပြေးပါတယ်သူတို့ကဒေါက်တာကွန်နာရဲ့အတွင်ပြောင်းမှုကိုတားဆီးတိုင်မဲ့ဆေးကိုယူပြီးပီတာ1စီကိုပြစ်ပေးလိုက်ပါတယ်ဆေးပလင်းကိုဖွင့်လိုက်တာနဲ့အစိမ်းရောင်မီးကိုထွက်လာပြီးတော့ဒေါက်တာကွန်နာဟာလူအဖြစ်ပြန်ပြောင်းသွားခဲ့ပါတယ်ပီတာ2နဲ့တပီတို့ကအလက်ထူရဲ့ဖျက်ဆီးခြင်းကိုခံရဖို့ခြေတလန်းလောက်ပဲလိုရတဲ့အချိန်မှာဒေါက်တာအော်တိုဘတ်စီကူညီဖို့ရှောက်လာခဲ့ပါတယ်ဒေါက်တာအော်တိုဘတ်ကသူ
သူ့ရဲ့ရှေ့ဘဝဲလက်တံတွေနဲ့မတ်စ်ရဲ့ရှေ့ဘက်ကတပေါင်းကိုဖြုတ်ယူလိုက်ပြီးတော့သူ့ကိုကူးတိုက်နိုင်မဲ့ဆေးတွေထိုးသွင်းလိုက်ပါတယ်နက်ကတစ်တာကိုယူပြီးသူတို့လွတ်မြောက်နိုင်မှုအတွက်အပေါက်ကိုဖွင့်ဖို့စူးစမ်းခဲ့ကြရမယ်ဒီအချိန်မှာတော့ဒေါက်တာဆွေင်းကချီးမုံသူတွေရဲ့ကနေပြန်လေလွတ်မြောက်လာပြီးတစ်တာကိုပြန်ယူလိုက်ပါတယ်မော်ဆီယာကပြန်ခတ်သွားပြီးတော့ပီတာကိုလိုက်ရှာပါတယ်ဒါပေမဲ့နက်ကပီတာရဲ့အစီအစဉ်ကအဆင်ပြေနေပြီလို့ပြောပြပါတယ်တငယ်ချင်းတွေရဲ့အကူအညီနဲ့ပီတာကဗီလန်တွေအားလုံးကိုကုသဖို့လုပ်ခဲ့ပေမဲ့ Green Goblin တယောက်ကိုမကုသနိုင်ခဲ့ပါဘူးသူကဒေါက်တာဆွေးရဲ့လက်ထက်ကတစ်တာကိုခိုးယူလိုက်ပါတယ်ဒါပေမဲ့မော်ဆီယာကတစ်တာကိုပြန်ယူဖို့လုပ်တော့အထဲမှာ Green Goblin ထည့်ထားတဲ့ဘုံကိုတွေ့လိုက်ရပါတယ်အောက်ကွဲမှုရှင်ကြောင့် MJ ကရုပ်ထုပေါ်ကနေပြုတ်ကျလာပါတယ်ပီတာဝမ်ကကယ်ဖို့လုပ်တော့ Green Goblin ကသူ့ကိုတားဆီးလိုက်ပါတယ်ဒါပေမဲ့လည်း MJ မြေကြီးပေါ်ကိုမရောက်ခင်မှာပဲပီတာနံပါတ်3ကသူမကိုကယ်တင်နိုင်ပါတယ်အဲ့အချိန်ပီတာနံပါတ်3ကသူ့ရဲ့ကောင်မလေးဂွမ်ကိုလည်းအခုလိုမကယ်တင်နိုင်ခဲ့တာကိုအမှတ်ရသွားပါတယ်ပောက်ကွဲမှုကြောင့်ဒေါက်တာဆွေးရဲ့မန်နန်ကထပ်မံပြက်ပြဲသွားပြီးတော့စကြဝဠာတိုင်းကစပိုက်ဒါမန်ရဲ့တရုတ်မန်ကိုတည့်ရလူတိုင်းကဒီကဘာကိုရောက်လာကြအောင်ပါနောက်ဆုံးတိုက်ပွဲအတွက်ပီတာနံပါတ်1နဲ့ Green Goblin ကိုထိတ်တိုက်ရှင်ဆိုင်ကြပါတယ်ပီတာ1ကသူ့ရဲ့ဒေါသတွေကို Green Goblin စီပုံချလိုက်ပြီးတော့အန်တီမီကိုတတ်ခဲ့တဲ့အတွက် Green Goblin ကိုလည်းပြန်ပြီးလက်စားချေဖို့လုပ်ပါတယ်ပီတာ2နဲ့3ကလည်းအဝေးကနေလှမ်းကြည့်နေကြပြီးတော့ဒီတိုင်းနဲ့ဆက်လုပ်ထားမယ်ဆိုရင်ပီတာ1ကဒေါသကြောင့်ပျက်စီးသွားနိုင်ပြီးတော့စူပါဟီးရိုးကနေလူသမားအဖြစ်ကိုပြောင်းသွားလိမ့်မယ်လို့သဘောပေါက်လာကြပါတယ်ဒါစင်တဲ့ချီရဲ့ထိုးချက်တွေကိုခံလိုက်ရပြီးနောက် Green Goblin ကတိုက်ခိုက်ဖို့ခွန်အားမရှိတော့ပါဘူးဒါကြောင့်မြေပြင်ပေါ်ကိုလဲကျသွားပါတယ်ဒီအချိန်မှာပီတာကသူ့ရဲ့ပုတ်ပြားကိုဖမ်းဆုပ်လိုက်ပြီးတော့အဲ့ဒါနဲ့သူ့ကိုပြန်ပြီးထိုးတက်ဖို့လုပ်လိုက်ပါတယ်အနောက်ကနေပီတာ2ကသူ့ကိုတားဆီးလိုက်ပါတယ်အဲ့ဒီအချိန်မှာပီတာ2ရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးခံလိုက်ရပါတယ်ပီတာ1က Green Goblin ကိုတပ်ပစ်ချင်နေပေမဲ့လည်းအဲ့ဒီစားသူ့ကိုပြန်လဲကယ်တယ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်အဲ့နောက်မှာတော့ပီတာနံပါတ်2ရဲ့ခြေတွေကိုတွားကြည့်ကြပါတယ်သူအဆင်ပြေနေရအောင်မြင်တော့ပီတာ1ကမော်ဆီယာကိုကူညီဖို့တွားပါတယ်ဒေါက်တာဆွေးကသူ့ကြောင့်စကြဝဠာအားလုံးပြိုလဲပျက်စီးသွားကြအောင်ပြောပြတော့ပီတာကသူ့ကိုတကဘာလုံးမေ့သွားအောင်လုပ်ပေးဖို့ဒေါက်တာဆွေးကိုဒုတိယကြိမ်တောင်းဆိုခဲ့ပါတယ်ဆိုလိုတာကတော့သူ့ကိုချစ်တဲ့သူတွေအောင်မှသူ့ကိုအမှတ်ရမှာမဟုတ်တော့ပါဘူးပီတာဘယ်တော့မှမရှိခဲ့ဘူးလို့မျိုးဖြစ်သွားမှာပါဒါပေမဲ့လည်းစကြဝဠာကြီးကိုကယ်တင်နိုင်ဖို့အတွက်ဒီအခြေအနေကိုသူလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်မန်ဒန်ကိုမစတင်ခင်မှာပဲမော်ဆီယာကသူ့ကိုတငယ်ချင်းတွေကိုနှုတ်ဆက်ဖို့ဆိုပြီးအချိန်အနည်းငယ်ပေးပါတယ်သူကတခြားပီတာရဲ့စီကိုပြေးသွားပြီးတော့အရင်နှုတ်ဆက်ခဲ့ပါတယ်ပြီးရဲ့နောက်မှာတော့တငယ်ချင်းနဲ့ချစ်သူကောင်းမလေး MJC တွားပြီးတော့မန်ဒန်အကြောင်းနဲ့စကြဝဠာတစ်ခုလုံးကစပိုက်ဒါမန်ဖြစ်တဲ့ပီတာပကောက်ကိုမေ့သွားအောင်မယ့်အကြောင်းပြောပြလိုက်ပါတယ်ဘလို့ပဲဖြစ်နေပါစေနတ်နဲ့ MJ ကသူ့ကိုမမိရောဘူးဆိုရင်တော့မှသူကပြန်လာရှာပြီးတော့ဒီအကြောင်းတွေကိုပြောပြမယ်လို့ကတိပေးခဲ့ပါတယ်အဲ့နောက်ကျူးကျော်ဝင်ရောက်လာတဲ့ဗီလန်တွေအားလုံးလည်းတိုးကဘာစီကိုပြန်ရောက်သွားကြပါတယ်အဲ့နောက်မှာတော့ပီတာလည်းအားလုံးကသူ့ကိုမေ့ပြမသွားခင်ထွက်သွားခဲ့ပါတယ်ရတပ်ပတ်အနှဲငယ်ကြားရဲ့အခါမှာတော့ပီတာကနှင်းတွေထူနေတဲ့လမ်းတွေပေါ်ဖျက်လျှောက်လာရင်းနဲ့ MJ ကိုဘယ်ရဘလို့စပြီးတော့ရှင်းပြရမလဲလို့တွေးနေပါတယ်သူ့ရဲ့ကောင်မလေးအလုပ်လုပ်နေတဲ့ကော်ဖီဆိုင်ထဲဝင်သွားပြီးတော့ကော်ဖီတစ်ခွက်ကိုအရင်မှာလိုက်ပါတယ်နက်ကလည်းအဲ့ဒီနေရာမှာရှိနေပြီးတော့တိုးနှစ်စလုံးကို MIT ကလက်ခံလိုက်ပြီဆိုတော့သိလိုက်ရပါတယ် MJ ရဲ့နှစ်ဖူးပေါ်ကဒဏ်ရာလေးကိုလည်းမြင်လိုက်ရတော့ပီတာကသူ့တငယ်ချင်းနဲ့သူ့ချစ်သူကိုနောက်ထပ်ဒုက္ခရဲ့ရအောင်လို့မနှောက်ယှက်တော့ပါဘူးလို့ဆုံးဖြတ်ပြီးဘာမှမပြောဘဲနဲ့ပြန်ထွက်လာလိုက်ပါတယ်ပြီးတော့အန်တီမေရဲ့အုပ်ကူစီကိုအလဲသွားတဲ့အချိန် Happy နဲ့တွေ့ခဲ့ပါတယ် Happy ကပီတာကိုမှတ်မိရောပေမဲ့ပီတာကသူ့ကိုတွေ့ရတဲ့အတွက်ပျော်ရွှင်နေခဲ့ပါတယ်အဲ့ဒီနောက်ပီတာကနယူးယောက်မှာရှိတဲ့တိုက်ခန်းတစ်ခန်းကိုငှားခဲ့ပြီးတော့သူ့အန်တီမေပြောခဲ့တဲ့အခြားသူတွေမသိပေမဲ့သူ့မှာကြီးမားရဲ့စွမ်းအားရရှိလို့မျိုးအဲ့ဒီအတွက်တာဝန်နေနဲ့ရှိနေဆိုတဲ့စကားကိုဘယ်တော့မှမမေ့ပဲနဲ့သူ့ဘဝကိုအတစ်တပံပြန်စားဖို့လုပ်ပါတော့2021ခုနှစ်ကထွက်ခဲ့တဲ့ Spider-Man No Way Home ဆိုတဲ့စကားလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုပေါ်ကြရင် like follow subscribe လေးနဲ့ကူညီပေးကြပါဦး comment ချောင်းတော့မှတ်ပြီးတော့ကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်စမတ်ပါ